ဒါမဲ့အင်္ဂလိပ်ပိုင်းကဒီတစ်ပတ်တော့ဆရာအင်္ဂလိပ်မင်းကြီးတွေပဲတင်ပေးမယ်အင်္ဂလိပ်မင်းကြီးတွေရောထားတယ်လေလေ့ကျင့်ပြီးအိမ်စာလုပ်ရမယ်ဒီတစ်ပတ်တော့တော့အင်္ဂလိပ်စကားပြောရှယ်ပြောချင်တာနော်အင်္ဂလိပ်ခုမစသေးဘူးနော်ဆရာပြပြတာပဲရှိတာအင်္ဂလိပ်စာတွေကရရလေရှေ့ပြောရှင်တာဆရာမနဲ့ဆရာတစ်ဆက်ရှင်ဆရာမနဲ့မတူဘူးပေါ့နော်ဆရာမတွေကကိုယ်ရပြီးရင်အင်္ဂလိပ်စာတွေကနေရှိပြီးရကိုယ်ရောရှာနာတာကိုတယောက်နဲ့တယောက်ကသင်နည်းတွေလည်းမတူဘူးပြီးရင်ရှာလေးရှာနာတဲ့အင်္ဂလိပ်စာဆိုတာအများကြီးကျေပြန့်တယ်အဲအကြောင်းရှေ့ပြောရှင်တာရှေ့တော့တသက်ရှယ်ကန်တန်ဆဲရှိနေသင်ပေးမှာဆရာဒီတစ်ပတ်ကျရဲ့မင်းကြီးပိုင်းနဲ့ပဲသင်ပေးမယ်အခုအဆက်ဆိုတော့စကားပြောနိုင်အောင်ကျွမ်းကျင်နိုင်အောင်past ရဲ့ present ရဲ့ future ရဲ့ဒါကိုသင်ပေးမယ်အဲ့တော့ရှေ့ပြောချင်တာရှင်မှားတော့စကားလုံးတွေလေးရှိရင်လည်းရှေ့ကိုပြောနိုင်တယ်နားမလည်တာရှိရင်လည်းရှေ့ကိုလာပြီးဆွေးနွေးပေးလို့ရတယ်နားမလည်တာရှိရင်လည်းလာမေးလို့ရတယ်ခုတော့သင်ဆက်ဆိုတော့ရှေ့ကတတ်စီတပတ်ဆိုရင်အင်္ဂလိပ်စာမင်းကြီးနဲ့တတ်စီသင်ပေးမယ်ပြီးမှနောက်တပတ်ပြီးတပတ်ရှေ့ကခွေးပြီးသင်ပေးမှာနော်ရှမ်းနာပြီးသင်ပေးမှာအဲ့တော့ရှေ့ကအခုသင်မဲ့ဟာကစကားပြောနည်းနဲ့နည်းနည်းသင်ပေးလိုက်မယ်ဒီနေ့တော့နော်အဲ့တော့အခုသင်ခန်းစာကိုစိုက်ကြရအောင်နော်ခုရှေ့သင်ပြပေးမယ်သင်ခန်းစာစကားပြောပေါ့နော်past ရဲ့ present ရဲ့ future past ကအတိတ်ဆိုတာအရင်တော့ဖြစ်ပြတဲ့အတိတ်အရင်တော့ဆင်းရဲတယ်ပေါ့နော်အတိတ်မှာဆင်းရဲတယ် present ကကြရဲ့ပြစ္စုပန်မှာကြရဲ့ကိုယ်တိုင်ကရှင်းတာနေတယ်အဲ့လိုဆိုသဘောရတာပေါ့ future အနာဂတ်မှာကြရဲ့ကိုကြိုးစားတဲ့အရာတွေကအနာဂတ်မှာတထေးကြီးဖြစ်လာတာပေါ့အဲဆိုပိုင်ဆိုင်တဲ့အရာတွေများလာပြီး future အနာဂတ်မှာပိုင်ဆိုင်တဲ့အရာတွေများလာတဲ့အဲဟာကိုဆိုလိုတာပေါ့နော်အဲတော့ရှင်ကစာစီပြီးရင်သင်ပြမယ်နော်ပထမတစ်ခုက I did ငါလုပ်ခဲ့တယ်တဲ့ I do ငါလုပ်တယ် I will do ငါလုပ်မယ်